အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းတစ်ခုရှိတယ်။ဘာဖြစ်လဲဆိုတော့ကားအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြချင်တယ်။ဖြစ်နိုင်လို့ရှိလေကားကိုအကျွေးနဲ့မဝယ်နဲ့တလား။ဘာဖြစ်လဲဆိုတော့အခုကျွန်တော်ပြောပြမယ့်ဟာကကျွန်တော်ရဲ့ဘဝဖြတ်သန်းမှုတွေတချို့တွေကကြတော့ပြောမှာပေါ့နော်ကိုယ့်ဖက်ဆန်နဲ့ကိုယ်ဝယ်တာဘာဖြစ်လို့လဲခင်ဗျကိုယ့်ဖက်ဆန်နဲ့ဝယ်တာမှမဟုတ်တာမှန်တယ်ဒါမဲ့အခုကျွန်တော်ပြောပြချင်တဲ့အကြောင်းလေးကကြတော့ကျွန်တော်ရဲ့ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံလေးပေါ့နော်ကျွန်တော်ဒီနိုင်ငံကိုရောက်လာတာအမေရိကန်နိုင်ငံမှာနော်ဒီနိုင်ငံကိုရောက်လာတာဒုက္ခသည်အနေနဲ့ရောက်လာတာဒုက္ခသည်ရောက်လာတဲ့အခါကျတော့ဒုက္ခသည်ဘဝတည်တဲ့အတိုင်းပဲလေကျွန်တော်နေတဲ့ဒုက္ခသည်အကြတော့ငယ်စဉ်ဘဝတို့ကတိုင်းနဲ့ကားနဲ့အဲ့လိုမျိုးနေလာခဲ့တဲ့လူလည်းမဟုတ်ဘူးလေမြို့ကြီးပြကြီးနဲ့နေလာခဲ့တဲ့လူလည်းမဟုတ်ဘူးဒီနိုင်ငံကိုရောက်လာတဲ့အခါကျတော့ဆက်စကြည့်သူများကားတွေဝယ်တာပေါ့နော်ကားတစ်ဝယ်တော့ကိုကအားကြတာပေါ့နော်အားကြဘူးတော့ပက်ဆန်လေးနည်းနည်းပါးစုတော့တကယ်ပြောdown payment အဲ့လိုမျိုးကားအကျွေးနဲ့သွားဝယ်လို့ရတော့ပေါ့နော်အဲ့မှာသူမြောက်အားကြစားတော့တေချာမလေးလာတဲ့အခါကျတော့သွားဝယ်တာပေါ့နော်ပထမကျွန်တော်ဝယ်တဲ့ကား39,400အဲ့မှာ9နှစ်အတွင်းအပြီးပေါ့နော်9နှစ်အတွင်းအပြီးအဲ့မှာ9နှစ်ပြီးလဲပြီးတော့ကားရတဖြည်းဖြည်းနဲ့အဲ့လိုမျိုးကြည့်လို့လည်းမကောင်းတော့ဘူးတခြားကားပေါ်လာတဲ့အသေးတွေကြည့်လို့ကောင်းတယ်အဲ့မှာကားပဲစိတ်ကကားကိုပဲရောက်နေတယ်တေချာပြန်တွေးကြည့်တဲ့အခါကျတော့ဒီကိုဝယ်တဲ့39,400ပေးတဲ့အကျွေးတွေနဲ့39,400မကောင်းဒီထက်မကများတာပေါ့နော်များတဲ့အခါကျတော့မှာအမေရိကန်ရဲ့ဘဝပေါ့နော်အမေရိကန်ရဲ့ဘဝကိုတဖြည်းဖြည်းပြန်လေ့လာတဲ့အခါကျတော့လူတွေကပတ်စံနဲ့ပဲရောင်းကန်ပြီးတော့လှုပ်ရှားနေရတာကိုယ့်ရဲ့စာဝတ်နေရေးအတွက်ကိုယ့်ရဲ့ဝိုင်းရင်အတွက်အဲ့လိုမျိုးအတွေ့အခေါ်တစ်ခုဝင်လာတယ်အဲ့လိုမျိုးဒီဘဝဒီနိုင်ငံကိုဘဝဖြတ်သန်းလာတာကြာလာတဲ့အခါကျတော့လူတွေကဒီပက်ဆန်နဲ့ပဲလုံပါပြီးတော့ရုန်းကန်နေရတာဘာကြောင့်လဲအဲ့ဒါတဖြည်းဖြည်းနဲ့ကျွန်တော်ပက်ဆန်အကြောင်းနဲ့ပတ်သက်တော့ပြန်ပြီးတော့လေ့လာကြည့်တာပေါ့နော်အဲ့ဒါကားတို့ဘာတို့ဝယ်ပက်ဆန်ရှိလို့တခါတည်းဝယ်လိုက်အကျွေးနဲ့မဝယ်နဲ့ကားမဝယ်တာကိုပြောတာမဟုတ်ဘူးနော်ဘာဖြစ်လဲဆိုတော့ဒီနိုင်ငံမှာသွားလာတာအလောက်သွားတဲ့အတွက်အဲ့လိုမျိုးပေါ့နော်ကိုမိသားစု shopping ခီးအပန်းပြေခီးထွေးတဲ့ခါကျကားတွေလိုတယ်ဒါမဲ့ဖြစ်နိုင်လို့ရှိရင်ကားကိုအကျွေးမဝယ်နဲ့ကျွန်တော်ပြောချင်တယ်ဘာဖြစ်လဲဆိုတော့ဥပမာဆိုပက်ဆန်3,000ဥပမာဒီအဲ့လိုမျိုးယင်းဒီမြုံနာမယ်ဆိုရင်ဒီထက်မကပြန်ရနိုင်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်အိမ်တွေဝယ်တယ်ကားတွေဝယ်တယ်အိမ်နဲ့ကားဝယ်တဲ့ခါကျအိမ်ကကြတော့ဝယ်ပြီးဆိုရင်ဒီနေ့ပြီးဒီနေ့အဲ့လိုမျိုးသူတို့ခေါ်တဲ့ appreciation ပေါ့နော်အဲ့မှာတက်လာတယ်ကျွန်တော်နေတဲ့မြို့ကကြတာ3ကနေ4ထိတကယ်လို့များလူခင်းတဲ့နေ့3နှစ်ဆို5ထိသူရဲ့ appreciation သူရဲ့ရာခိုင်နှုန်းအဲ့လောက်ထိတက်သွားတော့ပေါ့နော်အဲကြောင့်မို့ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းလေးကတော့ဒါပါပဲဖြစ်နေလို့ရှိကားဝယ်လို့ရှိကားကိုနော်ပက်ဆန်အပြချီပက်ဆန်ကိုမချီဘဲနဲ့အပြဝယ်နိုင်လို့ရှိပိုကောင်းတယ်လို့ကျွန်တော်အကြံပြုချင်တယ်bye bye ပါ thank you ပါ